နေ့သာသနာတော်နှစ်2549ခုနှစ်လူတော်ဟာကောဇာသက္ကရာ1368ခုကစုံလာဇန်14ရက်နေ့ညခရစ်နှစ်2006ခုနှစ်5လပိုင်း10ရက်နေ့ညရန်ကုန်တိုင်းဒေါပုံမြို့နယ်ကြည်စုရပ်ကွက်သာသနာလင်းအောင်ကျောင်းတိုက်ကြီးအတွင်း၌ဆင်ကျင်းပပူဇော်အပ်သောဘောဓိပူဇာဓမ္မသဘင်ဝင်ဟောကြားအပ်သောနောက်ဆုံးစကားတရားမြည့်ရည်အမိပေးသောတရားတော်သိတ္တရေပါတရားနဲ့နောက်ဆုံးစကားတရားမြည့်ရည်နော်အဲကြောင့်နောက်ဆုံးစကားတရားမြည့်ရည်ညီပေးတဲ့ဒီတရားကိုမဟောကြားမီမနာကြားမီမှာတရားတို့ရဲ့ပိုင်ရှင်ဖြစ်တော်မူသောသုံးလောကထွန်ခါသဗ္ဗညုမြတ်စွာဘုရားကိုယူသည်စွာရှိခိုးပူဇော်ကြရအောင်အလုံးခေတ္တကဏငြိမ်သက်စွာနေထိုင်ပြောဆိုပြီးတော့လက်အုပ်လေးတွေချီမျက်လွှာလေးတွေချထားပါရုပ်ကပူဇော်နေတဲ့ဗုဒ္ဓရှင်တော်မြတ်ရဲ့ဂုဏ်တော်များကိုအာယုပြုပြီးတော့အတူတူပဲပူဇော်ကြရအောင်ဧနောဝအာနနံသောဗံဓမ္မေတံဓမ္မတိသကံကန္တိတံသဗ္ဗကန္တနံဣန္ဒကံဒါနမမဟံဣတိနာသစ္စာဝစေနာဒုခိတာဟွန်တုသာတောဣန္ဒဝအာနနံသောဗံဓမ္မေတံဓမ္မတိသကံကန္တိတံသဗ္ဗကန္တနံဣန္ဒကံဒါနမမဟံဣတိနာသစ္စာဝစေနာဒုခိတာဟွန်တုသာတောသန္တိဘုံတော်ဆက်ရှိရန်လုံးနေ၍ဂုံသိတင်ထလွန်မြင့်မြတ်တော်မူပေသောအရှင်မြတ်ဖရာဤအရှင်မြတ်ဖရာဤအာနန္ဒံဘုမြောဝတ္တေရှုမြင်မဝအာမယနိုင်သောမျက်နာတော်အပြင်သည်ဣန္ဒဝအာဂဝေဟင်ထကောင်းကင်ဝဲမောင်းလေလေသံယုံနံသောတာယောင်ဝထိန်ဝင်းဝေလာမင်းကြီးကဲ့သို့သောဗံဘုသူမြင်သူရှုသူအာသာအစာမပြေတင့်တယ်လှပတော်မူပါပေသည်ဖယားဣန္ဒဝအာနန္ဒံသောဗံသောတာယောဤဖြူဝေးထိန်ဝင်းဝေလာမင်းကြီးတမြဤဝေကောင်းလာပါသောမျက်နာတော်ဖြင့်လည်းရှိတော်မူပါပေထသောဓမ္မေတံတရားကျော်ခိုင်ထုံထိုင်ထိုင်နှင့်ရိုင်းဆိုင်နေသူ
ဒေသနာယေဤတိုင်၍ဟောပြတော်မူပေထသောသမ္မာကန္တနာအလုံးစုံသောအရာယရဏဟူသည်များတို့ထကန္တိတံအသတရားမကသာအောင်နိစ္စဖွယ်ရာလည်းဖြစ်တော်မူပါပေထသောဣဒကံရှိရှိသမျှဓမ္မဥဒ္ဓံအလုံးစုံကိုသိဉုံပိုင်သာဆိုရတော်မူပေထသောတဏ္ဍာယကံမဂ္ဂင်ရှိစုအောင်လံထူ၍နေမှုတောင်းမှုဖောင်းကရုဖြင့်ဆောင်ဖို့တော်မူညာထိုရှင်တော်မြတ်ဖရာကိုအဟံဓမ္မကထာဒေသနာကိုဖွေရှာဟောမည်စိတ်ကရည်၍ကြံစီအားထုတ်ဖရာတပည့်တော်ကျွန်ုပ်သည်နမမိဓမ္မယုံပလင်ဥစီကသရဟောရွှေရွှေမြူပြီးလည်းရင်ရှိဝညွအခါနေ၍အကျဉ်းချင်းကတော်လိုက်ရပါတော့သည်မြတ်စွာဘုရားဣတိနာသစ္စာဝဇေနာဤသို့လုံသံဖော်ထုတ်ပြန်၍ဟောမှန်စွာပြောဆိုရသောဗနာမသစ္စာစကားကြောင့်သာတဝတရားချစ်ခင်စိတ်ကောင်းဝိညာဉ်ကုန်သောသင်သူတော်စင်တရားနာပရိသတ်ပေါင်းတို့သည်ဒုက္ခိတာအန္တရေပြောက်ပြက်စီဝါတက်လျက်စိတ်ဆက်ရွှင်လန်းဝမ်းပန်းတသာချမ်းသာခြင်းရှိကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဒုက္ခသာကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းကိုယ်စိတ်နှပါတို့၏ဆင်းရဲခြင်းစွာသောဆင်းရဲခြင်းအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဗယသာအတ္တနုဝါဒပိပရဏုဝါဒပိတန္တပိဒုက္ခတိပိအစာရှိကုန်သောမကောင်းသောဘေးအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေသောကာသာမညိုမမိန်တကုရှိ၍ဆိုရင်မနောကြောင့်ကြပူဆွေးကိုကျွေးခြင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းဟွန်တုယခုစွာသောသစ္စာစကားနှင့်ဘုလိုအပ်သောမေတ္တာတရှင်ဝါတို့ကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်သတည်းသေပရိသတ်သတ္တသလုံးနာကြပါစိတ်နှလုံးထိုင်နိုင်ပါလေဘယ်လိုထိုင်ပြီးတော့နာဟမ်ဦးဇင်းတို့အိန္ဒိယနိုင်ငံမှာဒီစဉ်ကာလတုန်းကဟုတ်ကဲ့ရပြီ
အိန္ဒိယနိုင်ငံမှာနေစဉ်ကာလတော့ဒီနိုင်ငံကဘုရားကုတွေလာတယ်တရားဟောတဲ့ဘုန်းကြီးဘက်ကိုခြေတော်ကြီးဆင်းလက်ကြီးဒါကလူမျိုးတစ်မျိုးနဲ့တစ်မျိုးရည်ရင်းမှုမတူတဲ့ဒီလိုမြန်မာမျက်စိနဲ့ကြည့်ပါဦးဘုန်းကြီးဘက်ကိုခြေတော်ကြီးဆင်းပြီးမေးထောက်ပြီးနားနေတယ်လို့ပြောမှာသူတို့နိုင်ငံနဲ့သူတို့ကတော့ဟုတ်ကင်းနေတာပဲဟုတ်လားအဲကြောင့်ဒီလိုဗုဒ္ဓဘာသာတွေကအာရဝတရားရှိပြီးသားဖြစ်ပါတယ်ကျမ်းမာရေးနဲ့ညီညွတ်အောင်တတ်တာလို့ချမ်းသာလို့ထိုင်ပြီးတော့လာပါမနက်ဖြန်မှာလည်းဥဇောနာဟောမယ်ဟုတ်လားအဲ့တော့နှစ်ညဆိုတော့ဘာကြောင့်မနက်ဖြန်ကျမှကိုယ့်ဟာကိုယ်မထိုင်တဲ့လို့ဒုနာကမှဒူပေါင်းကြီးနေနေပြီးဝိသိမကိုကြီးညနာကြီးပေါ်ပြီးတော့အဲ့ဒီကိုယ်တော်လုံးလို့ဒီကိုယ်တော်နှိမ့်ဆက်လို့နေဟုတ်လားမေတ္တာပို့နေအောင်ဗာတရားနဲ့နောက်ဆုံးစကားတရားမြတ်ကြီးတဲ့ကဲပရိသတ်လမ်းမြတ်ကဆုံဝမ်းွယ်ကျုံဆိုတဲ့အတိုင်းပဲဒီလာကြီးဟာပရိသတ်တကယ်ဗုဒ္ဓရဲ့အဆုံးအမကိုခံယူနေတဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေအတွက်လွမ်းစရာလာကြီးဆိုရင်မှားပါမလားလွမ်းစရာတွေနဲ့ပြည့်နေတဲ့ဗုဒ္ဓရဲ့အကြောင်းတွေဟောကြမယ်ဆိုရင်လမ်းမြတ်ကဆုံဝမ်းွယ်ကျုံဆိုပြီးဥစဉ်တို့ဒီတရားမျိုးတခါဟောဖို့ပါတယ်ဒါကြောင့်ဒီတစ်ခါတော့လမ်းမြတ်ကဆုံရဲ့အကြောင်းတွေကိုရှေ့ပိုင်းမှာနည်းနည်းလေးပဲပြောပြီးတော့နောက်ဆုံးမှာလွမ်းစရာအကောင်းဆုံးကဆုံလာလေးအကြောင်းကိုပဲဟောပါမယ်ဟုတ်လားေပရိသတ်မနပကြရင်ဘောဓိပင်ကြီးကိုဒုပရိသတ်ပါလုပ်ကြမလဲညောင်ရည်သွန်းမယ်တရားရည်နဲ့သွန်းပါဖိုင်တော့ရတဲ့ကိုယ်စက်နေတာမနဗ္ဗာမှာကြောင်းတဲ့ဘုရားရှင်တော်မြတ်ရဲ့နေသူနေမြတ်ဖြစ်တဲ့ကဆုံလာပြည့်နေ့အချိန်ခါကာလသမယကြီးမှာအာလုံတော်ဒုဓမ္မဆွေတော်မျိုးတော်ပုဗ္ဗပေါင်းသူတော်ကောင်းတို့ကမြတ်စွာဘုရားရဲ့ဓာတုစေတီဓမ္မစေတီဩဒေသာစေတီပရိဘောဂစေတီလို့ခေါ်တဲ့စီရီလေးဆိုတဲ့မှာစီရီတဆူဖြစ်တော်မူတဲ့ဘောဓိပင်ကြီးကိုဟောရလားဘောဓိပင်ကြီးဟာဘာစီရီထိုက်တယ်ပရိဘောဂစီရီနိစ္စန်တရားနေရာမှာဦးဇင်းတို့မဟောခဲ့ဘူးလားဒါကြောင့်ပရိဘောဂစီရီထိုက်တော်မူတဲ့ဘုန်းတော်ကြောင့်ပါသခင်ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ကိုယ်စားလောကကြီးအလယ်မှာတင်းတင်းကျယ်ကျယ်နဲ့ဆံပယ်နေတဲ့ဘောဓိပူဇာပွဲကြီးမနက်ဖြန်ဆင်နွှဲလို့ပြောကြမှာတဲ့ဘုရားကြောင့်ပါသခင်ဘုရားရှင်ကိုယ်တော်မြတ်ရဲ့နေသူနေမြတ်တွေကိုအကြောင်းပြုကြ၍မနက်ဖြန်ကဆုံးလာခြင်းဒီအချိန်ကာလကိုဗုဒ္ဓဘာသာဝင်သူတော်စင်တို့ကဘာနေလို့ခေါ်ကြသလဲကုန်ပြီလားကဆုံလာပြီကဆုံလာပြီဘုရားနေမပြောဘူးလားပရိသတ်ဒီဘက်ကပြောတယ်ညောင်ရင်သွန်းတောင်းမဲ့နေပါခင်ဗျာလူပြိုကြီးသားစကားပြောတာနဲ့အလွန်တူလူပြိုကြီးတရားကြီးသားစကားပြောမယ်ဆိုပြီးတော့နောက်ကနေလိုက်တော့ရှင်းနာလေရောက်ဟုတ်လားသတင်းကျွတ်တော့မယ်ဟုတ်လားသတင်းကျွတ်တော့မယ်ဆိုတော့သူပြောခြင်းတဲ့စကားသူ့ဟာသူစီထားပြီးသားဟိုကဆောက်အောင်ပြီးသတင်းကျွတ်တော့ဘာဖြစ်လဲဆိုဟိုမိထုံးပွဲရောက်တော့မယ်လေအခုလည်းပဲကဆုံလာပြည့်နေ့ဗုဒ္ဓနေ့ပါလို့များပြောမလားလို့စောင့်နေတာညောင်ရည်သုံးမဲ့နေ့ပါဆိုဘာပြောမှမသိတော့ဟမ်အဲ့တော့ဘုရားအဲ့ဒီလိုဖြစ်နေပြီမနဗ္ဗာမတကဘာလုံးမရှိကြတဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်ပေါင်းတို့ကနေတူနေမြတ်အဖြစ်သမလိုက်တဲ့ကဆုံလာပြည့်နေ့သည်ဗုဒ္ဓနေ့အဖြစ်နဲ့အလုံးကသမလို့ထားလိုက်ကြတာအားကြောင့်ဗုဒ္ဓနေ့လို့ခေါ်ရတာလေပရိသတ်ကဆုံလာပြည့်နေ့ကိုဗုဒ္ဓဘာသာဝင်သူတော်စင်အလုံးကဗုဒ္ဓနေ့လို့ခေါ်ကြတယ်လို့ဟောရလေးအောင်ကြောင်းတိုင်းဓမ္မသဘင်ပွဲမှာဆင်နွှဲလို့ရောက်လာတဲ့အလုံးသောဥစဉ်တို့ရဲ့ဓမ္မဆွေတော်မျိုးတော်ပုဂ္ဂိုလ်အပေါင်းတို့ကရောကဆုံလာပြည့်နေ့ကိုဘာနေ့လို့ခေါ်မလဲဗုဒ္ဓနေ့တဲ့
ဒါဆိုရင်ဘာကြောင့်ဗုဒ္ဓနေ့လို့ခေါ်တာလဲဆိုရင်ဘယ်လိုပြောလဲတရားမြတ်စွာဘွားမြင်တော်မူတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်ဗုဒ္ဓနေ့လို့ခေါ်ပါတယ်တဲ့ဟောဒီရှိကတော့ဖြေပြီနောက်ကဓမ္မကြီးတွေနောက်တစ်မျိုးလောက်ဖြေကြည့်စမ်းနောက်တစ်နေ့ဘာကြံနေလဲဒီကတော့တဏှာကြီးကြော်လောက်ဟောပေးမယ်လို့စိတ်ကူးတာဒီတိုင်းဆိုရင်ရှင်းလိမ့်မယ်ပြိတ္တိုင်လိုက်ပြီးတော့ဆိုရအောင်လိုက်ပြီးတော့ဆိုမှမြန်မြန်လေးပြီးမယ်လို့ထင်တယ်ဟုတ်လားဆိုမယ်ဗျာဒိဋ္ဌဖွာမြင်ဘောရိပင်သံဝိနိဗ္ဗာန်ဗျာဒိဋ္ဌဖွာမြင်ဘောရိပင်သံဝိနိဗ္ဗာန်သုဖွာပွင့်သံဤလေးတံမှတ်ရဆုံးပြည့်သံသုဖွာပွင့်သံဤလေးတံမှတ်ရဆုံးပြည့်သံညနေမှာကောက်စီးလာဟုတ်လားဒုက္ခရိတကထင်တာကသုံလာပြည့်နေ့ဆိုရင်မြတ်စွာဘုရားဖွားမြင်တော်မူတဲ့နေ့လို့ဒီလောက်လေးပဲအာယုံပြုကြတယ်ထင်လို့တောက်ကငင်္ဂါသောင်းနေရှားဖွေပြီးတော့ရေးပြီးတော့လင်္ကာစီးလာဟုတ်လားရာဇေပွားမြင်ဘောရိပင်သံဝိနန္နိကံသို့ပွားပွင့်သံဤလေးဓမ္မယဆုံးပြည့်သံနဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ပွင့်တော်မူတဲ့ဖွားတော်မူတဲ့နေ့လေးတွေမဟုတ်ဘူးပြိတ္တရဲ့ဒီပင်ကရာမြတ်စွာဘုရားရဲ့လက်သက်တော်ကာလကလေးကသူမေတ္တာရှင်ရသည်ဘဝနဲ့ဖြစ်တော်မူခဲ့တဲ့ဥစိန်တို့ရဲ့ဘုရားလုံးရဲ့ဘဝကာလမှာဒီပင်ကရာမြတ်စွာဘုရားရဲ့သာသနာမှာပဲဝိပဿနာတရားကိုအားထုတ်လိုက်အဲ့ဒီဘဝမှာပဲဥစိန်တို့ဘုရားဟာနိဗ္ဗာန်ကိုတခါတည်းရနိုင်တယ်မရနိုင်ဘူးလားဒီပင်ကရာမြတ်စွာဘုရားရဲ့သာသနာမှာဝိပဿနာအားထုတ်ရင်နိဗ္ဗာန်ကိုရနိုင်တယ်ဆိုတာလေသူမေတ္တာရှင်ရသိတည်တော်မူပါတယ်ဒီပင်သိညာတော်လည်းပဲငါတယောက်တည်းနိဗ္ဗာန်ချမ်းသာကိုယူယုံနဲ့တော့ငါဒီပါများကျိုးထူလိမ့်မလဲတလောကလုံးမှာရှိကြတဲ့လူနဲ့မြတ်မာတတ္တဝါပေါင်းတို့ကိုလည်းပဲငါကဲ့သို့သောနိဗ္ဗာန်ချမ်းသာရောက်ကြောင်းတရားကောင်းတွေကိုဟောပြနိုင်တဲ့တလောကလုံးမှာအမြတ်ဆုံးသောဘုရားတဆူဖြစ်တော်မူရင်တော့ငါသည်လောကအကျိုးဆွေမျိုးအကျိုးအကုန်လုံးကိုငါဆောင်ရွက်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်လိမ့်မယ်။ကဲဘလောက်များကြီးညိုစရာကောင်းတယ်လဲဆိုရင်ပြိဿဖယားဖြစ်ပြီလားမဖြစ်သေးဘူးဒီတော့ဦးဇင်းတို့မြတ်စွာဘုရားဟာပါရမီဖြည့်ခဲ့တဲ့ကာလတတ္တဘလောက်ကြာခဲ့လဲလွန်ခဲ့သော၄သိန်းရှိတဲ့ကဘာတသိကာလကလေးကဒီပင်ကရာမြတ်စွာဘုရားရဲ့ခြေတော်ရင်းမှာဗျာဒိတ်တော်ခံယူပြီးတော့ဘုရားဖြစ်တဲ့ဆုကိုတောင်းလိုက်တာပြိဿ၄သိန်းရှိတဲ့ကဘာတသိအထက်ကလေးကဦးဇင်းတို့မြတ်စွာဘုရားဟာဘုရားဆုမပန်ခဲ့ဘူးလားအေးဘုန်းတော်ကြောင့်မသခင်ဘုရားရှင်ဖြစ်လာမယ်ဘုရားလောင်းသူမိတာရဲ့သေကြီးအဲ့ဒီမှာဗျာဒိတ်ခံတဲ့နေ့ကလည်းကဆုံလာပြည့်နေ့ဗုဒ္ဓနေ့ပါပဲဘုရားဖြစ်တဲ့ဘဝမွေးတဲ့ဘဝမရောက်သေးဘူးနော်ဘုရားဖြစ်ဖို့ဗျာဒိတ်ခံခဲ့တာကဘယ်နေ့ဒါကြောင့်ဦးဇင်းတို့ကနံပါတ်1ဒီနေ့ကိုလူတော်များများဟာမေ့မနေဘူးလားဒါကြောင့်ဟောဒီကဆုံမနက်ဖြန်ရောက်လာမဲ့ကဆုံလာပြီနေတို့ပရိသတ်တွေဘောဓိပင်ကြီးကိုရေသွန်းလောင်မဲ့နေတို့နေမြတ်ကြီးသည်အာလုံးသောဒုရဂဓမ္မပေါင်းသူတော်ကောင်းတို့ပူဇော်နေတဲ့ဘုရားရှင်ကိုယ်တော်မြတ်လောင်းမယားသူမေတ္တာရှင်ရသည်ဘဝဒီပင်ကရာမြတ်စွာဘုရားရဲ့ခြေတော်ရင်းမှာ
တလောကလုံးမှာဘုရားဖြစ်ရအတွက်သုပံပြာဒိဋ္ဌံခဲ့တဲ့နေတုနေမြတ်မှာလည်းပဲကဆုံလာပြည့်နေ့ရက်မြတ်မင်္ဂလာပါပဲဟုတ်လားပြီးတော့ကဆုံလာပြည့်နေ့ကိုဘာကြောင့်ဗုဒ္ဓနေ့လို့သတ်မှတ်တာလဲဆိုတာလေးကိုဒုပရိသအာယုံပြုလို့ရအောင်လို့ဟုတ်လားဒီတော့မြတ်စွာဘုရားလောက်နိယတဗျာဒိဋ္ဌခံပြီးတော့ဘုရားစုပန်ခဲ့တဲ့နေ့ဒီဘယ်နေ့လဲကဆုံလာပြည့်နေ့အချိန်အားဖြင့်ပြောရင်လွန်ငယ်သောဘုရားမဖြစ်မီကာလလေးသိခြင်းနဲ့ကဘာတသိမတိုင်ခင်ကာလကလေးကဆုံလာပြည့်နေ့သည်အာလုံးသောဒုဗုဒ္ဓဘာသာဝင်သူတော်စင်တို့အတွက်တန်ဖိုးကြီးမားတဲ့ရက်မြတ်မင်္ဂလာဟုတ်ရဲ့လားမြတ်စွာဘုရားလောင်းတာသူ့အကျိုးလေးတစ်ခုလေးကြည့်ပြီးတော့နိဗ္ဗာန်ချမ်းသာဝင်သွားမယ်ဆိုရင်ကိုယ်တိုင်ကိုပင်ပန်းကြလိုရဲ့ကိုယ်တိုင်မပင်ပန်းတဲ့အတွက်ဘုရားလည်းဖြစ်လာမှာမဟုတ်ဘူးဘုရားမှဖြစ်မလာဘူးဆိုရင်ဒုပရိသတ်ပေါင်းသူတော်ကောင်းတွေဘုရားရှင်ရဲ့သာသနာနဲ့တွေ့ခွင့်ဆိုတာကြုံမှမှာဒါကြောင့်နေသူနိညက်ကိုတွက်တဲ့အခါမှာကျွတ်တို့မြတ်စွာဘုရားမဖြစ်ခင်ကာလနိယတဗျာဒိဋ္ဌခံလာတဲ့သူမေတ္တာယတိဘဝကကဆုံလာပြည့်နေ့လေးကိုရောမိလို့ရပါမလားလေးတင်ရင်တဲ့ကဘာတသိဘုရားလောင်းပါရမီဖြစ်တော်မူလာလိုက်တာပြိဿရေမေတော်မာယာရဲ့ရွှေကြတိုက်ကဖွားမြင်တော်မူခဲ့တာရောဘယ်နေ့လဲလို့မေးရင်ဘယ်လိုပြောမလဲမလီပေါ်လိုက်တာဒါဆိုရင်အဲ့ဒီကဆုံလာပြည့်နေကြတော့မဟာတက္ကရာဘယ်နှခုနဲ့အဲ့ဒီကောင်ဘာမှအဆင်ပြေတာဟုတ်လားဒီမှာတရားကျော်သွားပြီဒီဘက်ကဟုတ်လားမဟာတက္ကရာ68ခုနှစ်ကဆုံလာပြည့်နေရောက်တဲ့အခါကျပြန်တော့လည်းပဲဘဝပါရမီဖြည့်တော်မူလာတဲ့ဥစဉ်တို့ရဲ့ဘုရားရှင်ကိုယ်တော်မြတ်လုံမဏိကာမောအင်းရင်တော်လို့ခေါ်တယ်ဟိုဘက်ကိုသွားရင်လည်းပဲမေတော်မာယာရဲ့ကပိလောမေတော်မာယာရဲ့ဒေဝဒဟတိုင်းကြီးဒီဘက်ကိုကြည့်လိုက်ပြန်တော့လေဖခင်သုတ်တော်ရဏမင်းကြီးရဲ့ကပိလောနေပြည်တော်ကြီးဒီနှစ်ခုရဲ့ဈာမှာပြိဋ္ဌာပါရှိတယ်လုံမဏိအင်းရင်တော်ဆိုတာဒီကနေ့အထိရှိမနေဘူးလားဧဒါယောမိမိရဲ့ဖခင်ကြီးဘဝကနေပြီးမိမိရဲ့မိခင်ဖခင်ဘဝမှာတော်မပရိသတ်ရဲ့နှစ်နိုင်ငံတို့ရဲ့အကြမ်းမှာပွင့်နေတဲ့အင်းကြီးပင်ကြီးရဲ့အလယ်မှာမြတ်စွာဘုရားနောင်ကိုဖွာတော်မူခဲ့ရတာမေတော်မာယာကနေပြီးတော့ဒီဝတ္တဟကမောင်တော်သုတ်ပဗုဒ္ဓနဲ့ဆွေတော်မျိုးတော်တွေကိုမခံရင်လွန်းလို့ဟောဒီမှာရွှေရင်ထဲမှာကြာတိုက်ထဲမှာသာလယရဏကင်းအောင်နေပြီဆိုတာကိုပြခြင်းနဲ့အတွက်သွားလိုက်တာလမ်းခရီးမှာဘယ်မှာဖွားမြင်လဲမဟာတက္ကရာ68ခုနှစ်ကဆုံလာပြည့်နေ့မှာလုံမဏိသာမောအင်းရင်တော်မှာဟောဒီလောကကြီးထဲမှာဘုရားတဆူဖြစ်ပေါ်ဖို့ရန်အတွက်သရိုးသားကောင်းယရဏကိုဖွားမြင်တော်မူလိုက်ပါပြီအာဇာနည်ယောက်ျားမြတ်တပါလောကကြီးအလယ်မှာပွင့်လာတာဒီပြိဿဘယ်နေ့လဲမဟာတက္ကရာ68ခုနှစ်ရဲ့ကဆုံလာပြည့်နေ့နေခင်ကာလဓမ္မမွေနဲ့တစ်ချိန်ချိန်ပေါ့လေလုံမဏိသာမောအင်းရင်တော်ထဲမှာလောကကြီးအလယ်မှာအာဇာနည်အမျိုးသားတယောက်ပြိဿပေါက်ဖွားမလာဘူးလားလောကဆုံလာပြီဘယ်နှခုပြီးသွားပြီသူမေရာယတိဘဝနိယတဗျာဒိဋ္ဌံတော်မူစဉ်ကာလကလည်းပဲကဆုံလာပြီနေပါပဲမဟာသက္ကရာ68ခုနှစ်ကဆုံလာပြီနေပါလည်းပဲမေတော်မာယာရဲ့ရွှေကြတိုက်ကနေဥစဉ်တို့ရဲ့ဘုရားလောင်းအမျိုးကောင်းသားကိုဖွားမြင်တော်မူလို့လောကကြီးမှာတင့်တယ်လိုက်တာအာဇာနည်ယောက်ျားတစ်ပါးလောကကြီးရောက်လာတာပြိဿရဲ့မင်္ဂလာမရှိဘူးလားအဲ့ဒီကနေပြီးတော့မြတ်စွာဘုရားလောင်းဖြစ်လာမြတ်စွာဘုရားဖြစ်လာမယ်ဘုရားလောင်းသိတ္တထမင်းသားဟာပြိဿရဲ့ဌိနံကိုဘယ်နဲ့ခံယူစံယူလိုက်လဲပရိသတ်တတ်တော်ဘလောက်မှတောထွက်တယ်
သက်တော်29နှစ်ရောက်တဲ့အချိန်ရမသုဘသူရမလို့ခေါ်တဲ့ရွှေနန်းကြီးကသုံးဆောင်ရတော်ရဗိမာမြောက်သားရွှေအစင်းနဲ့တူခဲ့တဲ့ချစ်သမီးမယားကိုလည်းထားခဲ့ပါပြီရင်ထဲနှလုံးသားထဲမှာအမြဲတည်နေတဲ့သားတော်ရာဟုလာကိုလည်းဆုံးခွာလို့ထားခဲ့ပါပြီတဲ့အရင်ကြီးဆုံးမိတ်ဆွေဖြစ်တဲ့ကျွန်းရင်မောင်ဆန်တယောက်သေးကိုခေါ်ပြီးတော့ပြိဿရဲ့တရိစ္ဆာန်ဖြစ်တဲ့ကဏိကမြင်းနဲ့တောထွက်တဲ့ဘဝကိုမရောက်ခဲ့ဘူးလားပြိဿရဲ့အဲ့ဒီမှာတောထွက်တော်မူလာတဲ့ကျွန်းတော်ဘုရားရှင်ဒုက္ခရဇရိယာ6နှစ်ကြာအောင်ပင်ပင်ပန်းပန်းဆင်းရဲနဲ့ကျင့်တော်မူလိုက်တာတတ်တော်အဖြစ်ပြိဿရဲ့ပြောကြည့်ပါအောင်ဘယ်အရွယ်မှာဘုရားဖြစ်တော်မူလဲမလေးဒီနေ့ဘုဒ္ဓဝင်ပြန်ဟောရတာဟုတ်လားတတ်တော်35နှစ်မှာကျွတ်တော်ဘုရားဘာဖြစ်လဲဘယ်မှာဖြစ်လဲအေးအဲ့ဒီတော့မဟာသက္ကရိနဲ့တွက်လိုက်တော့ဘယ်နှစ်ကိုရောက်လာပြီလဲမဟာသက္ကရိတရား3ခုနဲ့ကဆုံလာပြည့်နေညာချမ်းမိုးတော့ရချိန်ကာလမှာလောကသုံးပါးမှာသဗ္ဗညုဘုရားရှင်အဖြစ်နဲ့ပွင့်ထွန်းပေါ်လာခဲ့လိုက်တာပရိသတ်ရေကဆုံလာပြည့်နေရက်မြတ်မင်္ဂလာပါပဲဟုတ်တယ်မလားဒီတော့ပရိသတ်ရေအဲ့ဒီကဆုံလာပြည့်နေကြတော့မဟာသက္ကရိတရား3ခုနှစ်ဟုတ်လားဒီတော့မဟာသက္ကရိတရား3ခုနှစ်ရောက်လာပြီဆိုတဲ့နေ့ကဆုံလာပြည့်နေကြတော့လေဘုရားလောင်းတိက္ကဋမင်းသားဥရဝေလတောကနေပြီးတော့တခါအဲ့ဒီမှာနေသန့်ဆင်ပြီးတော့သပိတ်ကိုယူဘယ်ကိုကြွလာသလဲဆိုရင်ဒီမှာအဇပါလညောင်ပင်ရှိတဲ့ဟုတ်လားအဇပါလညောင်ပင်နဲ့ဘောဓိပင်ရှိတဲ့ဘောဓိမန္တန်ကိုကြွလာတဲ့အခါမှာဈာထဲမှာဘသူကနေပြီးတော့ပါကတ်တယ်သူဇာတာအမျိုးသမီးတို့ရဲ့ရွာထိပ်ကညောင်ပင်ကြီးမှာထိုင်းနေတဲ့အခါဆောင်းခံမှုအချိန်သောသေးတယ်တဲ့ငါဒီနေရာမှာခိတ္တခဏသတင်းသုံးမယ်ဆိုညောင်ပင်ကြီးအောက်မှာထိုင်နေတဲ့အခါအဲ့ဒီမှာသူဇာတာအမျိုးသမီးကလည်းမလုပ်တယ်လဲဆိုရင်နေ့တိုင်းဒီညောင်ပင်ကြီးအောက်မှာလာပြီးတော့သားလိုခြင်းလို့သားစုပန်းမနေဘူးလားသားစုပန်းနေတဲ့အခါကျတော့မြတ်စွာဘုရားထိုင်နေတာလည်းတွေ့ရကိုတော်မြတ်ရဲ့တက်သက်ပယ်တဲ့အသွင်ပြင်ဟာအဲ့ဒီမှာကလေးကပေါ်လွင်ထင်ရှားနေပြီဟုတ်လားဒီတော့သူဇာတာကြည့်ပြီးတော့ဝမ်းသာလိုက်တာဟဲ့ကြည်သာခါတိုင်းငါသားစုပန်းနေတဲ့ရုပ်ပစိုးကြီးကဒီနေ့တော့ကိုဟန်ချင်းပြပြီးတော့ငါ့ကိုငုတ်တုတ်ကြီးထိုင်ဆောင်နေတာဟေ့ဆိုပြီးတော့အဲ့ဒီနေ့ကျမှပဲသူဇာတာအမျိုးသမီးကဒုက္ခနာဆွမ်းနေချက်ယူလာပြီးတော့ရွှေခွက်နဲ့ထဲအဲ့ဒီရွှေခွက်ကြီးပါတခါတည်းဘုရားလောင်းကိုမလူလိုက်ဘူးလားမြတ်စွာဘုရားလောင်းဒီအဲ့ဒီရွှေခွက်ကိုအလူခံဒုက္ခနာဆွမ်းနေတဲ့ကွာရွှေခွက်ကိုအလူခံပြီးတဲ့အခါဟိုကနာသွားလိုက်တာအိန္ဒိယရောက်ခုတဲ့လူတွေဆိုရင်ဟောလို့ပြောလို့သိကောင်းပါလေဟိုကနာဖြတ်လျှောက်သွားရင်နေရင်စရာမြစ်ကလည်းအဲ့ဒီမှာရေသွင်းစီးပြီးတော့နေရင်စရာမြစ်ကမ်းမှာရေတန့်စင်ပြီးတဲ့အချိန်ဟောဒီရွှေခွက်ထဲကလုကနာဆောင်ကိုဘုရားလောင်းပြီး49လုံးဖုံးပေးတော်မူတယ်ဘယ်လောက်ဖုံးပေးလဲ49လုံးဖုံးပေးတော်မူပြီးတဲ့အချိန်ရွှေခွက်ကြီးကိုသစ္စာဒိဋ္ဌံပြုပြီးတော့ငါသည်ဒီနေ့ဘုရားရှင်သည်ဧကံဖြစ်မြဲမှန်ရင်ဟောဒီရွှေခွက်ကြီးသည်ရေညာတုသာဆန္တပါစေရေဆုံးသောမမျောပါစေနဲ့တဲ့ကဲပရိသတ်ရေဟာစုံညာကိုသွားသလားအညာကိုပြန်တက်သလားတကယ်သဘာဝအတိုင်းဆိုရင်ဒီရွှေခွက်ကြီးဟာရေစုံကိုမျောမလားရေညာကိုဆန္တက်မလားအခုမြတ်စွာဘုရားလောင်းရဲ့တစ္ဆာဒိဋ္ဌာဟာပရိသတ်မြင်လိုက်ရတာနဲ့ထင်ရှားတဲ့အသွင်ဟာပြမနေဘူးလားဒီတော့တခါလေဘုရားလောင်းရဲ့သစ္စာဒိဋ္ဌာကျမ်းနဲ့ရွှေခွက်ကြီးကတခါလေရေညာကိုဆန်တက်ပြီးတော့မှတဖြည်းဖြည်းရေထဲမြုပ်သွားလိုက်တာရှင်းဘုရားတွေတုန်းကလည်းဒီလိုပဲသစ္စာဒိဋ္ဌာပြုရွှေခွက်ညှိုးပြီးတော့ရေအောက်ထဲကကာလနဂါကြီးနေတဲ့နားမှာရွှေခွက်တွေရောက်နေတဲ့အခါရွှေခွက်ချင်းသွားပြီးတော့ရံဆိုထိတဲ့အခါကျမှအဲ့ဒီအခါကာလနဂါကြီးကမဖြစ်နိုင်တရင်လုံးပြီးတော့ညီးလိုက်သေးတယ်ဖရာတွေကလည်းပွင့်နိုင်တော့တယ်ကွာနဲ့ဟာလား
ရားတဆူနဲ့တဆူကြားကြမှာနိုးတဲ့ကာလနဂါကဘုရားတွေပွင့်လုံးလို့ညီးတယ်လေဟုတ်လားအဲ့ဒီကနေမှမြတ်စွာဘုရားလောင်းဟာဒီဘက်ကိုကြွလာတဲ့အခါမှာဒုတိယ20လှူဒန်းနဲ့မျက်စိစုပ်ကိုအလူခံမျက်စိစုပ်ကိုအလူခံပြီးတော့မှဒီဘက်ကိုဆက်ကြွလာတဲ့အခါမှာမဟာဗောဓိမန္တန်ကိုရောက်တော်မူတယ်ဒါကဒုပရိသဗုဒ္ဓဝင်ကိုမိမှဆိုလို့အကျဉ်းအနေနဲ့မြန်မြန်ပြောပြတာပါသိပြီးသားတဲ့မို့လားဒီအိုက်ကောင်သိတယ်ခင်ဗျားတို့မသိဘူးဟုတ်လားအဲ့တော့မှဒုတိယငစဉ်လူတဲ့မျက်စိစုပ်ကိုတကားတဲ့ဘောဓိပင်အောက်မှာဒိဋ္ဌံပြုပြီးတော့ကျဲချလိုက်တဲ့အခါကျမှအပရာစိတရွှေပလင်ဆိုတာပေါက်မလာဘူးလားဒါကြောင့်အပရာဇိတပလင်တော်ဤပေါက်တော်မူတဲ့နေရာသည်ဘောဓိပင်ကြီးနဲ့ခင်းလို့မရပါဘူးဘောဓိပင်ကြီးသည်လည်းအပရာဇိတရွှေပလင်တော်ကြီးနဲ့ခင်းလို့မရပါဘူးတဲ့ရရလားဒါကြောင့်မြတ်စွာဘုရားလောင်းဟာအဲ့ဒီဘောဓိပင်အောက်ကရွှေပလင်တော်ပေါ်မှာပဲကစုံလမ်းကြီးနေ့ညနေချမ်းကစပြီးတော့ဖယားမဖြစ်မချင်းဟောဒီပလင်ပေါ်ကငါမထတော့ဘူးဆိုတဲ့ယောက်ျားမြတ်တို့ရဲ့ခိုင်မာတဲ့တန်ဋိဌာန်ချက်ချပြီးတော့မှအဲ့ဒီမှာရှုပွားလိုက်တဲ့အာနာပါနကမ္မထာဟာပြိဿရဲ့ရေမဝင်မီကာလမှာဒေဝဗုဒ္ဓမံစကြအောင်ပြီးတော့မှဒေဝဗုဒ္ဓမံကိလေသာမံခန္ဓာမံမစ္ဆုမံအဘိသင်္ကာရမံလို့ခေါ်တဲ့မံ၅ပါးကိုတဆင်ပြီးတဆင်အောင်မြင်နေနိုင်ပြီးတဲ့အခါဟောရသော်ဘုရားလောင်းရဲ့ကိုယ်တော်အယောင်လေးဟာကြည်လင်ဝဲပနာပြီးတော့ညင်ဥယံမှာပုပ္ပေမိဝါဒနုတ္တိဉာဏ်နဲ့ရှေးဘဝအစဉ်အဆက်ကအကြောင်းတွေပြန်ပြီးတော့မြင်နိုင်တဲ့ဉာဏ်လေးစတင်ပြီးတော့ရတယ်။ဘယ်မှာရတာလဲ။ညင်ဥယံဘယ်နေရာမှာရတာလဲ။မဟာဗောဓိအောက်ကရွှေပလင်တော်ရဲ့အပေါ်မှာစတင်ပြီးတော့ရနေတယ်။ဘုဗ္ဗေနိဝါဒဉာဏ်ပြီးတဲ့အခါမှာဒိဋ္ဌသက္ကုဉာဏ်နတ်မျက်စိတည်းများအကုန်လုံးကိုထင်ထင်ရှားရှားနဲ့မြင်တွေ့နိုင်တဲ့ဉာဏ်ကိုရလိုက်ပါပြီ။တလောကလုံးမှာရှိနေတဲ့တတ္တဝါပေါင်းတို့ရဲ့အဖြစ်အပျက်အကုန်လုံးကိုသိမြင်တော်မူနိုင်တဲ့ဒိဋ္ဌသက္ကုဉာဏ်နဲ့သံဃောင်းရန်အချင်းကြတော့ရရှိတော်မူရမှာပြီ။ဒီတော့ဉာဏ်တော်ဘယ်နှမျိုးရပါ့မလဲ။ဘုဗ္ဗေနိဝါဒဉာဏ်ဒိဗ္ဗသက္ခုဉာဏ်နံပါတ်3ရတဲ့ဉာဏ်ကပရိသေယဘာဉာဏ်လဲအာသဝခယဉာဏ်နဲ့မိုးဆောင်ရန်ရောက်လာပြီဆိုတဲ့အခါကျတော့ပရိသေယကိလေသာအကုန်လုံးကိုဖယ်ရှားသတ်ပြလိုက်တဲ့အာသဝခယဉာဏ်ရပြီးတဲ့အချိန်တစ်ဆက်တည်းမှာပဲလောကအလုံးမှာရှိတဲ့တရားအလုံးကိုသိမြင်တော်မူတဲ့သဗ္ဗညုတရွှေဉာဏ်တော်ကိုကထုံလားပြည့်နေ့မိုးတော့ရမှာဘုရားမရပါဘူးလားဒီပြိဿဒီနေရာလေးကိုရအောင်ဦးဇင်းတို့ပြောလာတာတခြားမဟုတ်ပါဘူးဘုရားကြောင့်ပါသခင်ဘုရားရှင်ကိုယ်တော်မြတ်မှန်၅ပါးကိုအောင်မြင်ခဲ့တာလည်းမှာဘောဓိပင်ကြီးရဲ့ခြေရင်ကပလင်တော်ပေါ်မှာပါပဲဘုဗ္ဗေနိဝါဒဉာဏ်ဒိဗ္ဗသက္ကုဉာဏ်အာသဝခယဉာဏ်လို့ခေါ်တဲ့ဉာဏ်တော်အစဉ်စဉ်ကနေအလုံးစုံသောတရားတွေသိတော်မူတဲ့သဗ္ဗညုတရွှေဉာဏ်တော်ကြီးရလိုက်တာလေမဟာမောဓိပင်ကြီးရဲ့ခြေရင်မှပေါက်လာတဲ့အပရာဇိတာရွှေပလင်တော်ကြီးပေါ်မှာရတော်မူခဲ့တာပါဟုတ်လားဒါကြောင့်မြတ်စွာဘုရားရဲ့ဘုရားဖြစ်ရေးမှာပရိသေယမဟာဗောဓိပင်ကြီးဟာအရေးအကြီးဆုံးအထောက်အပံ့နေနဲ့ပါမလာဘူးလားတခါအဲ့ဒီကနေမှမြတ်စွာဘုရားကထုံလပြည့်နေ့ဘုရားဖြစ်တော်မူပြီးပြီဆိုတဲ့အချိန်ကစပြီးတော့ဘယ်လူဘယ်နဲ့ဘယ်ပြန်မှာကိုမှတရားမဟောသေးပဲနဲ့တတ္တဟာစံမြန်းလိုက်တာပရိသေယပထမဆုံးဘုရားဖြစ်ပြီးရင်9ရက်ဒီဘယ်နေရာမှာစံမြန်းတယ်ဘုရားဖြစ်ပြီးရင်ပထမဆုံး9ရက်ဘယ်မှာစံမြန်းတယ်လဲဟောကျုပ်ကကျွတ်တို့ပရိသတ်ကိုအထင်ကြီးပြီးတော့ငါဒီတရားများဟောရင်ပြင်းနေမလားလို့အောင်းမိတာပရိသတ်ဘောဓိပင်အောက်ကရွှေပလင်တော်ပေါ်မှာမြတ်စွာဘုရား9ရက်9လီသတင်းသုံးတော်မူတဲ့အတွက်ကြောင့်တန်လင်္ကတတ္တဟဆိုတာပထမဆုံးတတ္တဟအနေနဲ့ပေါ်မလာဘူးလား
ဟောဗျာတို့ပြိဿကလည်းနေလိုက်တာဒါကြောင့်မြတ်စွာဘုရားဖျားဖြစ်ခဲ့တာလေဘောဓိပင်အောက်ကရွှေပလင်မှာဖျားဖြစ်ပြီးရင်9ရက်ပတ်လုံးပထမဆုံးစံမြန်းတဲ့တတ္တဟသည်နဲ့ဘောဓိပင်အောက်ကရွှေပလင်ပေါ်မှာပန်လင်ကတတ္တဟဖြစ်နေမဆန်ခဲ့ဘူးလားဒါကြောင့်ပြိဿရဲ့ဟောဒီမှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဖျားဖြစ်အောင်စွမ်းဆောင်တဲ့အချိန်မှာလည်းဘောဓိမင်းကြီးကကြောင်းအဖြစ်နဲ့အရေးအဝါသပေးခဲ့ပါတယ်ဖျားဖြစ်ပြီးတဲ့အချိန်တတ္တစံမြန်းတဲ့အခါမှာလည်းပဲဖျားရှင်ကိုယ်တော်မြတ်ကြီး9ရက်တိုင်ကြောင်းအဖြစ်နဲ့သတည်သုံးတော်မူခဲ့တဲ့မဟာဘောဓိပင်ကြီးကဲဒီညောင်ဘုဒ္ဓဟေပင်ကြီးဟာပြိဿရဲ့ညောင်ပင်လို့ပြောလို့ရသေးရဲ့လားမြတ်စွာဘုရားကြောင်းအဖြစ်နဲ့အရေးအကြီးဆုံးဖျားဖြစ်ပြီးပြင်ပထမဆုံးအချိန်မှာသတည်သုံးခဲ့တဲ့ဘောဓိပင်ကြီးဟာဘောဓိရွှေကြောင်းကြီးဆိုရင်ရောမှားပါမလားဒီဒါကြောင့်မြတ်စွာဘုရားရဲ့အသုံးအဆောင်မှသဗျာတိပရိဘောဂသီရိထိုက်တော်မူကြတဲ့အတွက်ကြောင့်ဟောဒီလိုကဆုံးလာပြီနေကာလသည်တဲ့ရန်ကုန်မြို့မှာသာဒီနေ့မိုးရွာနေတာပြိဿမနက်ပိုင်းကျရင်နေပူအောင်မှာဟုတ်လားတဏ္ဍာလုံးအတိုင်းတာကမ္ဘာလုံးဒီဘက်ကအာရှတခွင်ကြည့်လိုက်ရင်ပြိဿဒီအချိန်ဟာနေအပူပြင်းဆုံးရာဒီရောက်မနေဘူးလားရှင်းလူကြီးတွေကပြောတယ်မို့လားကစုံနေုံဗါတဲ့ဆွေ့ခုံနေရတာဟုတ်လားဦးသိန်းတော်ဟိုတနေ့ကတော့ဟိုမှာလက်ရစမ်းမှာကျောင်းဆရာကျောင်းကဆရာတော်ကြီးတဲတဲ့ဇေဒီပေါ်ဦးသိန်းကြီးတွေကဆရာတော်တက်ကူပါအောင်တက်ကြည့်ပါအောင်ဆိုတော့တက်သွားလိုက်တာပြိဿအေးဇောနဲ့တက်သွားလိုက်တာဟိုရောက်တော့အင်္ဂလိပ်ပေါ်ဆိုတော့အပေါ်ရောက်မှပြုတ်ကြမှလည်းကြောက်ရသည်ပူလိုက်တာလည်းအောက်ကချီချီကိုတောက်နေဟုတ်လားအမြန်ကိုဆင်းပြေလာအဲ့ဒီမှာကစုံတွေကိုဆွေ့ခုံမှန်လိုက်တာလို့ဒီတော့အလုံးပူပြင်းတဲ့ကစုံလာရာသီကြီးမှာဘောဓိပင်ကြီးပြိဿရဲ့လူသားမဟုတ်ပါဘူးတဲ့သို့တော့မြတ်စွာဘုရားသတင်းသုံးတော်မူခဲ့တဲ့ဘောဓိပင်ကြီးပရိဘောဂဒေကြီးထိုက်တာကိုအာယုံပြုပြီးတော့ဟောဒီဘောဓိပင်ကြီးကိုအေးချမ်းပြီးတော့ရှင်သန်ကြီးထွားနိုင်ဖို့ဒုပရိသတ်ကမနက်ဖြန်ဘောဓိပူဇာအနေနဲ့မလုပ်နိုင်ဟောဒီပင်ကြီးရဲ့ပင်စီမညောင်ရည်တွေသုံးတော်ပြီးတော့မြတ်စွာဘုရားရဲ့ဂုဏ်ကိုအာယုံပြုလို့ပူဇော်ကြမှာဒါကြောင့်ကဆုံလာဆိုတာကဆုံညောင်ရည်သွန်းတဲ့လာဆိုတာဘုရားဘာသာဝင်သူတော်စင်တို့အတွက်လာပြည့်နေတူးနေမြတ်သည်ပြိဿရင်ချောင်းလို့ရပါမလားအားကြောင့်ဒီပင်ကရာမြတ်စွာဘုရားရဲ့ခြေတော်ရင်းမှာဗျာဒိဋ္ဌောခံတော်မူခဲ့တာလေကဆုံလာခြင်းနေပါပဲမဟာသက္ကရေ68ကိုကဆုံလာပြီးရောက်ပြန်တော့လေပဲမေတော်မာယာရွှေကြတိုက်ကနေဘုရားရှင်ကိုယ်တော်မြတ်ကိုဖွားမြင်တော်မူခဲ့တဲ့နေတူနေမြတ်ပါပဲမေတော်မာယာဖွားမြင်လိုက်ခဲ့ဟောဒီအမျိုးကောင်းသာသိတ္တတမင်းသားဘဝကနေပြီးတော့လောကသုံးခွဲဘဝပြင်မှာတဆူဒီသောတပိညုတာဘုရားရှင်ဖြစ်တော်မူခဲ့တာကလည်းမဟာသက္ကရေတရားသုံးခုနေရဲ့ကဆုံလာပြည့်နေအချိန်ခါကာလပဲဖြစ်ပါတယ်ဒီတော့ကဆုံဘယ်နှဆုံပြည့်သွားပြီလဲဒီကြောင့်အာလုံသောဒုရဓမ္မပေါင်းသူတော်ကောင်းတွေမနက်ဖြန်ကြာရောက်လာမယ်ကဆုံလာပြည့်နေမှာအလောင်းတော်ဘဝကနေဖယားဖြစ်တော်မူတဲ့တိုင်အောင်နဲ့အာယုံပြုခွင့်ရမသွားဘူးလားဦးဇင်းတို့ဘုရားကိုကြည်ညိုရတယ်ဆိုတာပြိဿကြီးဘုရားဘဝရောက်မှမဟုတ်ဘူးအလောင်းတော်ဘဝတွေကစိတ်ဓာတ်ဟာဗုဒ္ဓရှင်တော်မြတ်ဟာမြင့်မြတ်မလားဘူးလားစဉ်းစားကြည့်လားလူသားအလုံးဟာပြိဿကြီးတော်တော်များများကကိုယ့်ဖို့ကြည့်သလားသူများဖို့ကြည့်သလားကိုယ်သာအစဉ်ပြေမယ်ကိုယ်သာရမယ်ကိုယ်သာခံစားခွင့်ရမယ်ဆိုရင်ပြိဿကြီးကိုယ့်အတွက်ပဲကြည်တတ်ကြတာပါပဲကိုယ်ကလွဲရင်ရောပြိဿတခြားလူသားတွေတဲ့ကိုယ့်ရဲ့ဇနီးမယားသားသမီးမြင်းမြစ်တွေကိုပဲအရင်မကြည့်ဘူးလားအတ္တအလွန်များတဲ့လောကကြီးထဲမှာပရအကျိုးအတွက်ကိုပြိဿလေးသိင်ချေနဲ့ကဘာတသိန်းကြီးအနစ်နာခံပြီးတော့ဖြည့်ဆည်းခဲ့တဲ့ဘုရားဆိုတာလောကကြီးအလယ်မှာရှာလို့ရှိသေးရဲ့အဲ့ဒီကလေးကကျွတ်တို့မြတ်စွာဘုရားဟာပူဇော်ရတာမတန်ဘူးလားတန်တယ်ဒါကြောင့်ဘုရားကြောင့်ပါသခင်ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ကဆုံလာပြည့်နေအကြောင်းလေးတွေသာဟောကြားပြောကြမယ်ဆိုရင်လွန်စ
တရားကာလလေးတွေပါပဲဟောဒီပင်ကလာမြတ်စွာဘုရားလက်ထက်တော်ကာလတော်ဟာနိယတပြာဒိခံခဲ့လာတဲ့ကဆုံလာမည်နေပါပဲမဟာသက္ကရေ68ခုနှစ်ဟောဒီလောကကြီးထဲမှာအာဇာနည်ယောက်ျားဖွားမြင်လာတာလေကဆုံလာမည်နေပါပဲမဟာသက္ကရေတရား3ခုနှစ်ကဆုံလာမည်နေယောက်ျားတော်လည်းပဲလောကကြီးအလင်မအလုံးစုံကိုသိတော်မူတဲ့သဗ္ဗညုတဉာဏ်ရှင်ဘုရားရှင်ဖြစ်တော်မူခဲ့တာပဲကဆုံလာမည်နေပါပဲပြီးတော့ပြိဿရဲ့မဟာသက္ကရေ148ခုနှစ်ကဆုံလာပြည့်နေ့ကြတော့ဘုရားရှင်ဘာဖြစ်သွားလဲပြိဋိဘံဆံသွားပြီကဲပြိဿဟိုမဖြစ်ခင်နိယတဇာတိခံတဲ့လာပြည့်နေ့တွေဟာဒီနူးဝယ်တာယာပဲမကောင်းဘူးလားလောကကြီးအလင်မအာဇာနည်ယောက်ျားဖွားမြင်ခဲ့တဲ့နေရာလေကြည်နူးဝယ်ကောင်းလာပါလေတလောကလုံးမှာဘုရားဖြစ်တော်မူခဲ့တာလေကြည်နူးဝယ်ကောင်းလာပါလေတဲ့ဟောဒီမှာသက္ကရာ148ခုနှစ်ကဆုံလာပြည့်နေကြတော့ပြိဿရဲ့နှလုံးသားတွေမပူရဘူးလားပူလိုက်ရတာဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားရဲ့ကဆုံလာပြည့်ဗုဒ္ဓနေ့ဆိုတာကအလွမ်းနေနဲ့ပြိဿရဲ့ပြောစရာတွေတွန်တွဲလို့မနေဘူးလားလောကကြီးအလင်းမှာကြည်နူးဝယ်ကောင်းတဲ့နေ့ရက်တွေလည်းဟောဒီကဆုံလာပြည့်နေ့ထဲမှာရှာရင်တွေ့နေပါလေလောကကြီးအလင်းမှာလောကမျက်လုံးကြီးကွယ်သွားခဲ့တဲ့နေဒုနေမြတ်ဟာလည်းဟောဒီကဆုံလာပြည့်နေ့ပါပဲနော်ဒါကြောင့်ဦးဇင်းတို့ဒီကနေ့ညမှားခြင်းနာကမြတ်စွာဘုရားရဲ့ဗုဒ္ဓနေ့ကြီးမှာမြတ်စွာဘုရားပွင့်တော်မူခဲ့တဲ့ဘောဓိပင်ကြီးကိုဘောဓိပူဇာအဖြစ်နဲ့ပူဇော်နေတဲ့ဒုဒကာဓမ္မတွေကိုယ်တိုင်ချွေးနဲ့ခတ်ပြီးတော့ရေတွေနောင်းပြီးတော့ပူဇော်သလိုမြတ်စွာဘုရားရဲ့တရားဓမ္မတွေနဲ့ပူဇော်ရင်ရောတန်ဖိုးတွေမများဘူးလားရေဒါရောမှာသက္ကရေအချင်းအပြည့်ကြည့်မယ်ဆိုရင်မှာသက္ကရေ148ခုနှစ်ရဲ့ကဆုံလာပြည့်နေ့ညာချမ်းကာလနေရာအပြည့်ကြည့်မယ်ဆိုရင်လေကုသိနာယုံကြီးမန္နာမင်းတို့ရဲ့အင်ရင်တော်အလယ်မှာပြိဿရဲ့အင်မှာလေသောသောတော်ကအင်ရင်တော်ကဝေဖွားပေးလိုက်တဲ့အင်ရင်တော်တန်ဝေကယူဖို့ပြောပါတယ်အခုပြိဋိဘံစံတဲ့အင်ရင်တော်ကမန္နာမင်းတို့ရဲ့အင်ရင်တော်ပဲသို့တော့အင်ရင်တော်ကြီးနှစ်တော်တဲ့အလယ်မှာပြိဋိပထမတွေ့ရတဲ့အင်ရင်တော်ကြီးကလောကကြီးမှာအာဇာနည်ယောက်ျားတစ်ပါးဖွားမြင်လာပြီဆိုပြီးတော့ဂုဏ်ယူလို့မရဘူးလားဟောဒီနောက်ဆုံးကြားလိုက်ရတဲ့အင်ရင်တော်ကြတော့လောကကြီးအလယ်မှာတဆူလေးရှိတဲ့မြတ်စွာဘုရားဟာလောကအလယ်ကပျောက်မသွားဘူးလားအဲ့ဒါပဲပြိဿရဲ့ကျွတ်တို့မြတ်စွာဘုရားရဲ့ကဆုံလာခြင်းနေ့တည့်ရက်လေးကိုအာယုံပြုမယ်ဆိုရင်တော့တန်ဝေကဉာဏ်ကြီးဟာပွားလို့ဆုံးရတာဒါရောအချင်းအပြင်းမှာသက္ကရာ148ခုနှစ်ကဆုံလာခြင်းနေ့ညာချမ်းကာလနေရာအချင်းကုသိနာယုံပြီးမန္တမင်းတို့ရဲ့အင်ရှင်တော်မှာတပည့်နဲ့တပည့်ရှင်တွဲတာပေါက်နေတဲ့အတွက်ကြောင့်ယမကသာလာခေါ်တဲ့အင်ရှင်တော်ကြီးရဲ့အလယ်မြောက်ဘက်ကိုခေါင်းပြူတောင်ဘက်ကိုခြေဆင်းတော်မူလို့သလုံးညောင်းသောရဲ့အပေါ်မှာဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုတော်မြတ်လေးလျောင်းလို့နေတော်မူပါလေဘုရားလေးလျောင်းနေရပြီတဲ့ထူနိုင်ထနိုင်တဲ့အာရင်လေးလေးကုန်ခန်းလို့နေတော်မူပြီးသတ္တဝါအဖြစ်80အရွယ်ရောက်တော်မူနေတဲ့ဘုရားရှင်ကိုတော်မြတ်ဒီကနေ့တဏီခင်းလုံးကြွာလန်းလာတဲ့ခရီးချမ်းကလည်းပင်မတော်မူလိုက်တာတဲ့မြတ်စွာဘုရားရဲ့ဒီကနေ့ကြွလာတဲ့ခရီးလမ်းကြည့်လိုက်တော့လေပြိဿရဲ့နေသွားအချင်းမှာသုံးတာရွှေပရိသေကတ်လိုက်တဲ့ဝတ်ပြုလူသားကိုဖုံးပေးပြီးတဲ့အချိန်ဝတ်ပြုလူသားဖုံးပေးပြီးတဲ့မကြာခင်အချိန်မှာပဲရှင်တော်မြတ်ဘုရားရဲ့ခန္ဓာကိုယ်မှာတွေးဝမ်းလာတဲ့ယောဂကြီးကိမ့်မနေဘူးလားဟောမြတ်စွာဘုရားရဲ့80တော်အရွယ်ကြီးမှာတွေးဝမ်းတော်လာနေတဲ့ယောဂကြီးကလည်းဆွဲကပ်လို့နေပြီကောင်းငင်မှာသာနေကောင်းငင်မှာပေါ်နေတဲ့နေမင်းကလည်းပဲက
သွန်လာပြင်းနေတွေရသည်ရဲ့အလယ်တဲ့တဲ့ကာလကြီးမှာပူပြင်းလိုက်တာတဲ့အလွန်ပူပြင်းတဲ့တွေရသည်နဲ့အလွန်ဆင်းရဲပင်ပန်းတဲ့သွေးဝမ်းသွန်တဲ့ယောဂါကြီးဟာပြိတ္တရဲ့မြတ်စွာဘုရားကိုနှိမ့်ဆက်မနေဘူးလား